ကဲညီကိုရီးယားလုံးပဲမင်္ဂလာပါအခုလက်ရှိကျွန်တော်တို့ရဲ့ Manchester United အသင်းကိုရောက်ရှိဖို့အတွက်ရေပန်းစားနေတဲ့ကွင်းလယ်ကစားသမားအေဒါဆန်နဲ့ပတ်သက်ပြီးတော့တချို့ညီကိုတွေကကြတော့ဒီကစားသမားကဦးကာသေးရဲ့လက်တဲ့ဦးကာသေးရဲ့ကလုံးဆိုပြီးပြောနေကြတဲ့အပေါ်မှာကျွန်တော်အနေနဲ့ပြောချင်တာကတော့ညီကိုတို့အနေနဲ့သွားပြီးတော့မယုံနဲ့သူတို့တွေကညီကိုတို့ကိုဂျင်းထဲနေတာတကယ်တမ်းကကြတော့ဒီကစားသမားလေးရဲ့ခြေစွမ်းကတော်တော်လေးကိုကောင်းတဲ့အရေးချင်းရှိတယ်လို့ကျွန်တော်ပြောချင်တယ်ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်အနေနဲ့အေဒါဆန်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ဗေဒါတွေကအားသာချက်ရှိတယ်ဗေဒါတွေကအားနည်းချက်ရှိတာတွေကိုကျွန်တော်လေ့လာထားသလောက်ကျွန်တော်ညီကိုတို့ကိုကျွန်တော်ပြောပြမယ်အရင်ဆုံးအနေနဲ့ပြောရမှာဆိုရင်အေဒါဆန်ကဘရာဇီးရဲ့ကွင်းလယ်ကစားသမားဗျာညီကိုတို့သိတဲ့အတိုင်းဘရာဇီးရဲ့ကစားသမားတွေကဘောလုံးကစားတဲ့နေရာမှာတော်တော်လေးကိုမှော်ဆန်တယ်အဲ့ဒီအပြင်ကမှသူတို့ရဲ့ပါရမီလို့ပြောရမှာပေါ့နော်သူတို့တွေကဘောလုံးကစားရင်အလိန်ခောက်တွေနဲ့ကစားတတ်ကြတယ်အဲ့ဒီကစားသမားလေးအေဒါဆန်ကလည်းကွင်းလယ်မှာအလိန်ခောက်တွေနဲ့ကစားတတ်တဲ့ကစားသမားမျိုးဗျာသိလားသူ့ရဲ့အားသာချက်တစ်ခုကကွင်းလယ်မှာကစားတတ်တာတချို့ညီကိုတွေဆိုရင်တော့သူ့ကိုကိုဘီမိန်လူနဲ့ကစားပုံချင်းတူတယ်ဆိုပြီးတော့ပြောကြတာလဲညီကိုတို့တွေ့ဘူးမှာပေါ့နော်အေဒါဆန်ကဘလို့မျိုးနေရာကနေဂိုးအများဆုံးသွင်းတက်လဲဆိုရင်တော့သူက16ကိုက်စီနေရာကနေအဲ့ဒီအနီးနားကနေဗျာသူကကန်ထဲတဲ့ဂိုးတွေကဂိုးဝင်နိုင်ချေအများဆုံးလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါကလည်းဘရာဇီးကစားသမားတွေရဲ့အားသာချက်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ကစားသမားမာတီယက်စ်ကွန်ညာတို့အရင်ကကစားသမားဟောင်းအန်တိုနီတို့ဆိုရင်လည်းအဲ့ဒီနားကနေပဲဒါကန်ထဲတယ်ပေါ့နော်ဂိုးတွေကိုအများဆုံးကန်ထဲတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာဒါပေမဲ့မာတီယက်စ်ကွန်ညာနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့မာတီယက်စ်ကွန်ညာကတော့နေရာလွတ်တွေကိုရှာပြီးတော့ဂိုးတွေကိုကန်ထဲတဲ့ကစားသမားမျိုးအေဒါဆန်ကကြတော့နောက်တန်းတွေရှိပြီးတော့ရှုပ်နေတဲ့နေရာထဲမှာမှစပိတ်လေးအနှဲငယ်ဥပမာပေါင်ကြားလေးလွတ်နေတယ်ဆိုရင်အဲ့ဒီထဲကနေဂိုးသွင်းတတ်တဲ့ကစားသမားမျိုးလို့ကျွန်တော်ကတော့မြင်နေဗျာတိလားသူ့အနေနဲ့ကွင်းလယ်ကနေတိုက်စစ်ဆင်တဲ့ခါကျရင် pressing ရောကောင်တာထက်ရောတော်တော်လေးကိုကောင်းတဲ့ကစားသမားလို့ကျွန်တော်တို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အဓိကအားသာချက်ကအပြေးမြန်တာဗျာတိလားအပြေးမြန်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး pressing ပေးတာတို့ကောင်တာအထက်ဆိုရင်တော်တော်လေးကိုအားကိုးလို့ရတဲ့ကစားသမားလို့ကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်ရဲ့တယောက်တည်းအမြင်ရဆိုရင်တော့ကျွန်တော်ကသူ့ကိုတံပြန်တိုက်စစ်တွေမှာတော်တော်လေးကိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအပြေးမြန်နှုံးနဲ့ပြေးနိုင်တဲ့အပြင်ကမှသူဘောခင်းတဲ့ပုံစံလေးကတော်တော်လေးကိုပါနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အရှိမဆက်စကိုတာရှိရင်ဆက်စကိုကကန်သွင်းယုံပဲဆိုတဲ့အနေအထားမျိုးသူကဘောခင်းပေးတတ်တယ်သူ့ရဲ့ပေးပို့မှုနဲ့ပတ်သက်ပြီးတော့ညီကိုတို့ကိုကျွန်တော်မြင်သာအောင်ပြောရမယ်ဆိုရင်တော့ကက်စမဲရိုအနေနဲ့လေမကြည့်ဘဲနဲ့ဒီမျိုး pass ပေးလိုက်တယ်ဗျာလူနှစ်ယောက်ကြားကနေ pass ပေးလိုက်တဲ့ပုံစံလိုမျိုးသူကတော့ဘောလုံးကိုကြည့်ပြီးတော့ပေးတယ်ပေါ့ဗျာအဲ့လိုမျိုးနေရာတွေမှာသူကတော်တော်လေးကိုကောင်းနေဗျာတိလားအိုင်ကျူတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရမယ်ဒါကလည်းဘရာဇီးကစားသမားဖြစ်နေလို့လေကျွန်တော်ကတော့ထင်တယ်ပေါ့နော်ခန်းစစ်ပိုင်းနဲ့ပတ်သက်ပြီးတော့သူကကြတော့ Ramos တို့လိုမျိုး Casemiro တို့လိုမျိုးပေါ့နော်သူကဖြတ်ထုတ်တဲ့နေရာမှာကျွမ်းကျင်တဲ့ကစားသမားလို့ပြောလို့ရတယ်ဘောလုံးကိုလည်းထိချက်မမှန်နဲ့ဖြတ်ထုတ်နိုင်တဲ့ကစားသမားမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကတော့သူ့ရဲ့အားသာချက်တွေပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်တွေကလည်းရှိသေးတယ်ဗျသူ့ရဲ့အားနည်းချက်တွေကဘာတွေလဲဆိုရင်တော့သူ့အနေနဲ့ဂိုးသွင်းနိုင်ချေပို့ပြီးတော့မြင့်မာဖို့လိုတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီအပြင်ကမှဖန်တီးပေးဖို့မှုကလည်းဒီထက်ပိုကောင်းအောင်သူလေးကြီးတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်ပြီးတော့သူကဒီခေါင်းတိုက်ဘောတွေမှာတော်တော်လေးကိုအားနည်းတဲ့ကစားသမားလို့ကျွန်တော်တို့ပြောလို့ရတယ်ခန်းစစ်ပိုင်းမှာဆိုရင်တော့သူ့ရဲ့အားနည်းချက်ကကြတော့သူကအချိန်ကိုက်ဖြတ်ထုတ်ရမယ့်အစားဒါပို့ပြီးတော့စောစောနဲ့သူဖြတ်ထုတ်လိုက်တဲ့အတွက်ကြောင့်မလို့ဘောလုံးဆုံးရှုံးမှုတွေလည်းသူ့မှာရှိတယ်ပေါ့နော်အဲ့ဒီအရာတွေကတော့သူ့ရဲ့အားနည်းချက်တွေလို့တော့ကျွန်တော်မြင်ပါတယ်ညီကိုတို့အနေနဲ့ရောအေဒါဆန်ရဲ့ဒီစကေးတွေကိုကြည့်ပြီးတော့ဘေဒါတွေကအားတာတယ်ဘေဒါတွေကအားနည်းချက်ရှိတယ်ဆိုတာကိုကျွန်တော်မှမပါခဲ့တယ်ဆိုရင်လည်းညီကိုတို့အနေနဲ့ကျွန်တော်ရဲ့ comment အောက်မှာဝင်ပြေးသွားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်